မယားကြီးငေါ့တုတ်ရှိနေဘယ်ကောင်မအောင်သွားပြီးတည်ကြဟမ်ဟာဒီလောက်တော့စဉ်းစားနေတာလေတိတ်ပြီးမစဉ်းစားနေနဲ့ကြာလိုက်ခောက်သွားလိုက်အခုနီးနေမှာဘာတွေဖြစ်နေလဲဆိုတာကိုအကုန်လုံးဖွင့်ချပလိုက်ဒါပေမဲ့နီးနေဘာဖြစ်နေလဲဆိုတာငါအကုန်သိနေတယ်နော်အကုန်လုံးဖွင့်ချလိုက်ငါပူပူလေးလေးပြောငါနားထောင်ဝင်မယ်မမေငါစဉ်းစားနေတာဘာလို့သူသိနေဟောပြောပါဆိုမှအိုင်တင်ရခန့်နေတယ်ပြောမြင်မြင်ပြောထောင်ဝင်မယ်တကယ်လားမမတကယ်ပေါ့ပြောဒီလိုမမရဲ့ကိုလေးဘဘဘေးအရာကောင်းမလေးကိုကြိုက်နေတယ်သူ့ကိုကြည့်ပြီးတော့လေကိုမနေနိုင်ဘူးဖြစ်နေအဲ့လိုလိုက်တာဟုတ်လားအေးအဲ့လိုမျိုးဆိုလို့ရှင်ဘာမှမပူနဲ့ငါလိုက်ပြီးတော့ပြောပေးမှာပေါ့နေသူ့ကိုကြနေတယ်ဆိုရင်ဘာဖြစ်လဲဟုတ်တယ်လိုက်ပြောပေးမယ်သဘောထားရင်ကြည့်တာပဲမမရဲ့အဲ့ဒါဆိုရင်ကိုသွားရအောင်လေမမအဲ့ဒါဆိုကိုသွားရအောင်လေအေးတကယ်ချင်းဒါပဲနော်အဖုန်းချလာအောင်ရှင်ဘာဖြစ်နေလဲကျမတငယ်ချင်းကကျမစကားပြောတာရှင်ဘာဖြစ်နေဟမ်ဘာတွေခံစားဘာတွေဘု து ဘာပြောပြရမဟမ်ဟုတ်ဘယ်ဟုတ်လဲမညာကြီးငေါ့တုတ်ရှိနေဘယ်ကောင်မအောင်သွားပြီးတည်ကြဟမ်ပြောလာရှင်လာကြတယ်တည်လာလာဟာအော်ရှင်ဘလို့ပုံစံပေးမလဲဆိုတာဟာ